zero preposition ဆိုတာပါလေစာသားတစ်ကြောင်းမှာဥတီချက်တည်နေရဆက်နွယ်မှုတွေကိုဖော်ပြခြင်းမပါဖြစ်သုံးတဲ့ preposition အကြောင်းကိုအရင်ဗီဒီယိုမှာရှင်းပြထားသလိုပဲဒီနေ့မှာတော့ zero preposition ရဲ့အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်zero preposition ဆိုတာဝါကျလောက်ခေါ်တဲ့စာကြောင်းမှာ preposition မသုံးပေမဲ့တဒါအရမှန်ကန်နေပြီးတော့အတိတ်ပဲလဲရှင်းလင်းနေဆက်ဖြစ်ပါတယ်ဒီနေ့မှာတော့ဥမာအနေနဲ့ go home နဲ့ go to home ရဲ့ကွာခြားချက်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် home ဆိုတဲ့စကားလုံးကအတော်လေးထူးခြားပါတယ်သူကနာဆိုတဲ့အတိတ်ပဲလဲထွက်တယ်လို့ကရိယာကိုအထူးပြုတဲ့ကရိယာဝိသေသနအနေနဲ့လဲအတိတ်ပဲဖော်ဆောင်ပါတယ် home ကိုလှုပ်ရှားမှုတွေနဲ့ဖော်ပြတဲ့ကရိယာဥမာအနေနဲ့ go come drive fly တွေနဲ့တွဲသုံးတဲ့အခါအိမ်တို့လို့ခေါ်တဲ့ကရိယာဝိသေသနအဖြစ်လှုပ်ဆောင်ပါတယ်ဒီချိန်မှာ to ဆိုတဲ့ preposition လုံးဝမလိုပါဘူးဥမာအနေနဲ့ go home we are going home come home when did you come home drive home he drove home safely ဒီစာကြောင်းတွေမှာဆိုရင် home ကဘယ်ကိုဆိုတဲ့လမ်းကြောင်းကိုဖော်ပြတဲ့ကရိယာဝိသေသနဖြစ်ပါတယ်နောက်ပြီး verb ကိုအထူးပြုတဲ့အချိန်ပြကရိယာဝိသေသနနဲ့သုံးလို့ရှိရင်လည်း preposition to ကိုမလိုပါဘူးဥပမာအနေနဲ့ last next this that every စတဲ့စကားလုံးတွေနဲ့တွဲသုံးရင် zero preposition ပါဥပမာအနေနဲ့ I walked late last night နောက်တစ်ခုအနေနဲ့ home ကိုနာမ်အဖြစ်သုံးတဲ့အခါဒါမှမဟုတ်နာမ်ပိုင်ဆိုင်မှုကိုဖော်ပြတဲ့ possessive adjective my your their စတာတွေနဲ့တွဲသုံးတဲ့အခါမှာ preposition to ကိုလိုအပ်ပါတယ်ဥပမာအနေနဲ့ my home we went to my home ဒီစာကြောင်းမှာ my ဆိုတဲ့ပိုင်ဆိုင်ချင်းပြပါတဲ့အတွက်ကြောင့်မို့လို့ home က noun ဖြစ်ပြီးတော့ to လိုအပ်ပါတယ်နောက်ဥပမာအနေနဲ့ a home they bought a small house and converted it to a home ဒီစာကြောင်းမှာနာမ်ပစ္စည်းလို့ခေါ်တဲ့ article a ပါတဲ့အတွက်ကြောင့်မို့လို့ home ကနာမ်ဖြစ်ပြီး to ဆိုတဲ့ preposition လိုအပ်ပါတယ်အနည်းချုပ်နေနဲ့ပြောရမယ်ဆိုရင် verb ရဲ့အနောက်မှာ home ကို direct လိုက်လို့ရှိရင် preposition to မလိုအပ်တဲ့အတွက်ကြောင့်မို့လို့ zero preposition ပါနောက်ပြီး verb ရဲ့အနောက်မှာ home ကို direct မလိုက်ပဲနဲ့ verb နဲ့ home ရဲ့ကြားမှာ possessive adjective ပိုင်ဆိုင်ချင်းပြတို့ articles နာမ်ပစ္စည်းတို့နဲ့တွဲရင် home ရဲ့အရှိမ to ဆိုတဲ့ preposition လိုအပ်ပါတယ်ဒီလောက်ဆိုရင်တော့ go home နဲ့ go to home preposition လိုအပ်တာနဲ့မလိုအပ်တာရဲ့ကွာခြားချက်တွေကိုသိသွားလိမ့်မယ်လို့ယုံကြည်ပါတယ် So keep shining with your English see you in the next video bye for now